ဒီနေ့မှာပြည်သက်တွေစောင့်စားနေတဲ့ကမ္ဘာဖလားပွဲစဉ်တွေရဲ့အဖွင့်ပွဲစဉ်ကိုတော့စတင်ပြီးတော့ခန်းစားသွားတော့မှလည်းဖြစ်ပါတယ်ကမ္ဘာဖလားသမိုင်းတစ်လျှောက်မှာပထမဆုံးဖြစ်သုံးနိုင်ငံပေါင်းပြီးတော့ပထမဆုံးချိန်အင်ရှင်ဖြစ်ကျင်းပတဲ့ဒီကမ္ဘာဖလားပွဲစဉ်ကြီးကဘယ်လောက်ထိခမ်းနားလဲဒီနေ့မှာစတင်ကြည့်ရှုခန်းစားသွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်ဒီနေ့မှာအင်ရှင်မက္ဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ကအဖွင့်ပွဲစဉ်ဖြစ်စတင်ပြီးတော့ရင်ဆိုင်ကစားသွားမှာလည်းဖြစ်ပါတယ်ဒီနှစ်သင်းကပြီးခဲ့တဲ့2010ကမ္ဘာဖလားတုန်းကလည်းတောင်အာဖရိကနိုင်ငံအင်ရှင်ဖြစ်ကျင်းပတော့ကတစ်ချိန်တွေ့ဆုံတိုက်ပူးပြီးတော့လက်ရှိမှာ16နှစ်ကြာမှာတော့ပြိုင်ဘက်ဟောင်းတွေနောက်ချိန်ပြန်ပြီးတော့ထပ်မံရင်ဆိုင်ကစားသွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်ဒီရှစ်ပွဲမှာဆိုရင်တကယ်ကိုနာမည်ကြီးအသင်းတွေဖြစ်တဲ့ပေါ်တူဂီဘယ်ဂျီယန်စရှိတဲ့အသင်းတွေကိုတည်ကစားထားနိုင်ကြရလဲဖြစ်ပါတယ်လက်ရှိမှာမက္ဆီကိုအသင်းပဲကန်တယ်တောင်အာဖရိကအသင်းရဲ့အသင်းကောင်းဆောင်ကိုသမားဝီလီယံတကယ်ကိုကောင်းမွန်တဲ့ကာကွယ်မှုတစ်ခုနဲ့မက္ဆီကိုအသင်းရဲ့တိုက်စစ်မှုရောဟီမီနဲ့ကန်ချက်ကိုတော့ကာကွယ်သွားနိုင်ကြရလဲဖြစ်ပါတယ်ကျွန်တော်တို့2026ကမ္ဘာဖလားရဲ့အဖွင့်ကိုတွေ့မြင်ရပြီလို့ထင်မှတ်ခဲ့ပေမဲ့လည်းပြည်သက်ပေါင်း8000ကျော်စံတဲ့အစတစ်ကာကွင်းထဲမှာတော့မက္ဆီကိုအသင်းရဲ့အဖွင့်ပွဲကိုတကယ်နဲ့လာပြီးအားပေးနေခဲ့ကြတဲ့ပြည်သက်တွေရဲ့မြင်ကွင်းကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရလဲဖြစ်ပါတယ်အာဖရိကအသင်းပဲဖိအားပေးမှုနဲ့ကွန်နုံညာရလာပြီကွန်နုံညာပဲကြည့်တယ်ကွန်နုံညာကိုဘီကမြအစတစ်ကာကွင်းရဲ့ခန္ဓာထဲဝမှုတော့မက္ဆီကိုအသင်းကွင်းတို့ညက်ကသွင်းကိုနဲ့တော့စပြီးတကဘာလုံးတော့ပြသလိုက်ပြီလည်းဖြစ်ပါတယ် Sorry bro လီပါအကောင်းဆုံးခြေစွမ်းပြပြီးတော့ကိုသွင်းပြီးရစုရခဲ့တဲ့ကွင်းတို့ညက်သူ့ရဲ့မက္ဆီကိုအသင်းကမ္ဘာဖလားပထမဆုံးကန်ရတဲ့ပြိုင်ပွဲမှာလည်းစပြီးတော့ကန်ရတဲ့10မိနစ်မှာတည်းအတင်းသူဦးဆောင်ကိုတော့ရယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်တောင်အာဖရိကအသင်းရဲ့ကဲဆစ်မှာဖေးယူလုံနေရနေမက္ဆီကိုအသင်းရဲ့ကောင်းမွန်တဲ့ဖိအားပေးကစားမှုတစ်ခုကိုမြင်တွေ့ခဲ့ရပြီးတော့ဒီခွင့်ရုပ်ကွင်းတို့ညအကောင်းဆုံးသုံးချကမက္ဆီကိုအသင်းတို့ကဦးဆောင်ကိုတကူဖြစ်ပြောင်းလဲရယူသွားခဲ့ရလဲဖြစ်ပါတယ်အဘာရာတိုချက်ထိန်တော်မြတ်မက္ဆီကိုအသင်းပဲရှေ့ကိုလိုက်တင်ပေးထားတယ်မက္ဆီကိုအသင်းကပဲပွဲကိုပြန်ပြီးတော့အဆိုးမှုဖို့အတွက်ကြိုးစားနေကြတာဖြစ်ပါတယ်အလင်းလည်းပြန်တွဲထားတယ်ရီယက်စ်အလျော်မျောပေးထားတယ်ဂျာရာတီမြတ်မက္ဆီကိုအသင်းပဲဝင်လေလက်ကလာပြီချိန်မှာလဲကွင်ယွန်းနဲ့နောက်ထပ်ပြိုင်ဘက်သင်းရဲ့ကူးပေါက်ကိုတော့အဝေးကန်ချက်နဲ့ထပ်မံပြီးတော့ချိန်ချောက်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလဲသူ့ရဲ့ကန်ချက်ကတော်လေးကောင်းမွန်ခဲ့ပြီးတော့ကူးပေါက်နဲ့အနည်းငယ်လေးကက်ပြီးတော့လွဲသွားတဲ့အနေအထားတစ်ခုမှာသူ့တော့နောက်ထပ်သွင်းကိုတစ်ခုရမယ်အခွင့်အရေးကအနည်းငယ်လေးကက်လွဲသွားတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်မက္ဆီကိုအသင်းပဲကွင်းတို့ညတော့တဲ့ဆာမတွေ့ရတဲ့ကာလာဒိုကိုပြချိုးပေးရတယ်ကွန်မာဝီလီယံကာလာဒိုပြချိုးပေးတဲ့ဘောလုံးကိုတော့ပြန်လည်ပြီးဖဲယူထားနိုင်ခဲ့ရလဲဖြစ်ပါတယ်ကွင်းတို့ညကမ်မလိုနဲ့တည့်ပြီးမှခင်းမိလိုက်တဲ့ဘောလုံးတော့ကာလာဒိုတင်ဆာမရီစီကိုတော့6ကိုက်စီးတဲ့ကိုပြန်ချိုးထားခဲ့ပေမဲ့လည်းကိုသမားဝီလီယံကတော့ပြန်ပြီးဖဲယူသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်အဘူဂါစီအေးတော့မလာပြီးတယ်ဖော်စတာကောင်းတဲ့ချက်ကတော့ကိုပေါင်းနဲ့လွဲခဲ့ရလဲဖြစ်ပါတယ်တောင်အာဖရိကအသင်းရဲ့ဒီနေ့မှာပထမဆုံးသောကိုပေါင်းချင်းချောက်မှုတော့ဖော်စတာစတင်ပြုလုပ်ခဲ့ရင်လည်းသူ့ရဲ့ချင်းချောက်မှုကတော့တိတ်ပြီးတော့ထိရောက်ခဲ့ခြင်းတော့မရှိရလဲဖြစ်ပါတယ်ဂလာဒိုရဲ့ပြန်ပြီးတော့ကပ်ပတ်ချပေးရဲ့အနေထားကိုတော့ကိုသမားဝီလီယံတကယ်ကိုကောင်းမှုသောပုံစံတစ်ခုနဲ့ကြီးထားပြီးတော့ပြန်ပြီးဖဲ့ယူသွားနိုင်ရလဲဖြစ်ပါတယ်အလဲကိုထည့်ထားတဲ့လီရာချက်ထိန်ပြီးတော့ဘယ်ကြောင့်ဖျက်နေမြောက်တောင်အာဖရိကတကယ်ကောင်းခဲ့ရလဲဖြစ်ပါတယ်ဂလာဒိုဘလုံးပြန်ထားသေးရဲ့အယူတော့မာလာဘေဘီဒီနေ့ပွဲစဉ်မှာတောင်အာဖရိကတကယ်အကောင်းဆုံးလို့မဖြစ်မနေတတ်မှတ်မယ်ဝီလီယံပဲထပ်ပြီးတော့မက္ဆီကိုတကယ်တိုက်စစ်စင်မှုတစ်ခုတော့ပေါ်တိုဂါဝယ်ထားစီထားနိုင်ခဲ့ရလဲဖြစ်ပါတယ်ကွန်နုံညက်ရလာပြီကွန်နုံညက်ပဲယူဆွဲလိုက်ကွန်နုံညက်ဘလုံးရသေးမယ်ပြချိုးပေးတာတယ်ချက်တဲ့တယ်ကွန်နုံညက်တိုင်ထိခဲ့ရလဲဖြစ်ပါတယ်မက္ဆီကိုတကယ်ရှုပ်ပေးရတယ်ဟီမီနက်ကွန်နုံညက်တွဲတာမြကွန်နုံညက်ကြော်လာတယ်ရှုပ်ခင်းမိတာတယ်ကိုရီးယားရရသေးကိုရီးယားရကိုရီးယားကွန်နုံညက်ခင်းမိတဲ့ဘောလုံးလမ်းကြောင်းနေမက္ဆီကိုအသင်းတို့ဒုတိယမြောက်ဦးဆောင်ကိုရောက်ဖို့တော့ကြိုးပမ်းခဲ့ပေမဲ့လည်းသူ့ရဲ့
ကန်ချက်ကအားပြုတ်ခဲ့တဲ့ဆိုပေမဲ့လည်းကျွန်တော်လေးတို့ရေခုံစရာတော့ကောင်းခဲ့ပြီးလှိမ့်ငါနဲ့ဘိုးဘီကနေပဲလွှဲသွားခဲ့ရလဲဖြစ်ပါတယ်ကွန်နိုညက်ခေမီတဲ့ဘောလုံးကိုတော့ကူဒီယာတော့ပြေးထွက်ပြီးတွင်းကိုရောက်ဖို့ကြိုးပမ်းခဲ့ရလဲဖြစ်ပါတယ်တကူဂိုးမရှိဆိုရရလက်နဲ့ပထမပိုင်းမှာတော့ဥဆောင်နေခဲ့ရလဲဖြစ်ပါတယ်ဒုတိယပိုင်းမှာဂါလာဒိုချိုပေးရရင်မြန်ချိုခေမီရတဲ့မက်ဆီကိုတင်မဲ့လိုချိုရလာရင်မြန်ကူဒီယာရလာပြီကူဒီယာရကွလင်လာတော့ပြတဲ့မော်ပြသတ်မှတ်ပြီးတော့ကူဒီယာရက်ကိုနောက်ကနေဒါစီဘုံကြမ်းခဲ့တဲ့ပြမယ်သေးရဲ့တိုက်စစ်ဆင်ရမှာနောက်ဆုံးလူကိုဆွဲထားခဲ့တဲ့တောင်အာဖရိကသေးရဲ့ကစားသမားစစ်တိုလီကိုတော့ထိုက်ရိုက်နီကပြပြီးတော့ထုတ်ပယ်လိုက်ပြီလည်းဖြစ်ပါတယ်ကျွန်တော်2026ခုနှစ်ရဲ့ကမ္ဘာ့ပြိုင်ပွဲရဲ့ပထမဆုံးနီကကိုတော့အဖွင့်ပွဲမှာနေစပြီးတော့ညွှန်ခဲ့ရဖြစ်ပြီးမက္ကဆီကိုသင်းရဲ့တိုက်စစ်ဆင်မှုကိုနောက်ကနေလိုက်လံတားဆီးရင်းစစ်တိုလီကူဒီယာရပေါ်တော့နောက်ကနေဝင်ရောက်ဖို့ကြမ်းခဲ့ပြီးပြန်မဲ့သင်းရဲ့တိုက်စစ်ဆရာမှာနောက်ဆုံးလူကိုတားဆီးဖို့ကြမ်းခဲ့တယ်ဖြစ်တာကြောင့်စစ်တိုလီလက်ရှိမှာတော့ထိုင်ရိုက်နီကပြပြီးတော့ကိုနေကနေတော့ထုတ်ပယ်ခံခဲ့ရပြီလည်းဖြစ်ပါတယ်မက်ဆီကိုတင်မယ်ရှုထပ်ပေးရတယ်ဂီမီနက်ကွင်ညိုညက်ညာချောင်းထုတ်ပေးရတယ်မက်ဆီကိုတင်မယ်တောက်လျှောက်ယူလာတယ်မြညာချမ်းနေပဲချင်းနေကြည့်နေတယ်လိုက်တင်ရှို့ဖြတ်ပြီးတော့မပေးတာဂီမီနက်ဂိုးမီနော်ဒီနေ့ပွဲမှာတွင်ကိုရီတောက်လျှောက်စားလောင်နေခဲ့တဲ့ဟီမီနက်ဒီချိန်မှာတော့ဒီနေ့ပွဲစဉ်ရဲ့မက်ဆီကိုတင်ရဲ့အနိုင်ကိုတော့ပို့ပြီးတော့ပြတ်သားစေဖို့အတွက်အရေးပါတယ်တွင်ကိုတစ်ခုကိုတော့ထပ်မှန်ပြီးတော့သိယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်သူကနေစတင်လိုက်တဲ့ဘောလုံးကနေညာချမ်းကနေလိုက်တင်ဖြတ်ပို့လာတဲ့ဘောလုံးကိုတော့ဟီမီနက်သူကိုယ်တိုင်ပဲဆုံးသက်ပြီးတော့မက်ဆီကိုတင်းရဲ့ဥဆောင်မှုကိုတော့ထပ်ပြီးတော့ပြတ်သားစေခဲ့ပြီဖြစ်ပါတယ်မက်ဆီကိုတင်းရဲ့လက်ရွေးစင်ကစားသမားတွေထဲမှာဒုတိယအများဆုံးသွင်းကိုရှင်ဖြစ်ထားခဲ့တဲ့ဟီမီနက်ဒီတစ်ခေါက်ဖလားမှာလည်းသူ့ရဲ့သွင်းကိုတစ်ခုကိုတော့ထပ်ပြီးတော့ရှာတွေ့ခဲ့ပြီးဖြစ်ပါတယ်ဒီသွင်းကိုကတော့သူ့ရဲ့မက်ဆီကိုကစားသမားဘွား46ခုမြောက်သွင်းကိုတော့အခုလိုမျိုးပဲခေါင်းတိုက်အဆုံးသက်ပြီးတော့ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့မှာကစားသမားတစ်ယောက်ရော့နေအင်ရှင်မက်ဆီကိုတင်းကိုအကောင်းဆုံးတုံ့ပြန်ဖို့ကြိုးစားနေတဲ့တောင်အာဖရိကတင်းလက်ရှိမှာတော့နောက်ထပ်သွင်းကိုတစ်ခုကိုတော့ထပ်မံပြီးတော့ခွင့်ပြုခဲ့ရပြီးဖြစ်ပါတယ်လက်ရှိချိန်ဒီတောင်အာဖရိကတင်းပြည်သက်တွေရောပုံစံကောင်းတစ်ခုနဲ့ဖျော်ဖြေမှုပေးနိုင်မှုတို့လိုအပ်ချက်တွေတော့ရှိနေသေးရလဲဖြစ်ပါတယ်။ယူပေးရတယ်ဖီကာတင်းပဲတော့ပြတွဲလာတယ်။ကမ္ဘောဒီတော့ရွယ်နေမြက်လက်ကံပြီ။လူသားအစားသမားအပိုလစ်ရီယာပြပနေတွင်းကိုရောက်ဖို့တော့ကန်သွင်းခဲ့ပေမဲ့လည်းသူရဲ့ကန်ချက်ကိုတော့ကိုသမားရန်ကဲနေရာယူမှန်နဲ့ဖက်ယူခဲ့ရလဲဖြစ်ပါတယ်။ is arms directed the face the defender. Decision, direct free kick, red card. လက်ရှိမှာတော့တောင်အာဖရိကတင်တို့ကန်ဆိုးမှုတွေကတော့ထပ်ပြီးတော့ကြုံလာခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။တယောက်ရောအနေထားနဲ့ကစားနေနေမှာလက်ရှိမှာတော့ထပ်ပြီးတောင်အာဖရိကတင်တို့နောက်ထပ်ကန်ဆိုးစရာတစ်ခုကတော့စတိုင်မြင့်မြတ်ကိုရောက်ရှိလာခဲ့ပြီးတောင်အာဖရိကတင်ရဲ့ကစားသမားကျွန်တော်လူစားဝင်လာတာတိတ်ပြီးတော့မကြသေးတဲ့ကျွန်တော်17တမ်မာဆောင်ဝီလက်ရှိချိန်မှာတော့အနီကပ်ပြပြီးတော့ထုတ်ပယ်ခံခဲ့ရပြီးတောင်အာဖရိကတင်လက်ရှိမှာတော့နေ့ရောအနေထားနဲ့မက္ကဆီကိုသင်းကိုတော့ရင်ဆိုင်ရဖို့တော့ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။အသက်ငယ်ဆုံးဖြစ်ကမ္ဘာ့ဖလားကစားတဲ့ကစားမဖြစ်တော့ထပ်ပြီး
ဆက်ကျင်ကောင်းတရက်နဲ့မှတ်တမ်းဝင်ခဲ့သလိုကမ္ဘာဖလားသမိုင်းမှာလည်း6ရောက်မြောက်အသက်ငယ်ဆုံးကမ္ဘာဖလားကစားတဲ့ကစားမဖြစ်တော့ကေဘာဒိုမော်ရာဒီနေ့မှာမှတ်တမ်းဝင်ထားခဲ့ရလည်းဖြစ်ပါတယ်။တောင်အာဖရိကတင်မှာရလာပြီးတယောက်ကြော်လာတယ်။ထပ်ပြီးတော့ကွင်းလဲတိုင်းဘရာဇီးလူမျိုးဝေဒန်ဆမ်ဘာကိုအနီကတ်ကိုတော့ထုတ်ခဲ့ပြန်ပြီလည်းဖြစ်ပါတယ်ဒီချိန်ထုတ်ခဲ့တဲ့အနီကတ်ကတော့မက္ဆီကိုတင်းရဲ့ခန်းစစ်ကစီဇာမွန်တက်ကိုပြခဲ့တာဖြစ်ပြီးကျွန်တော်ဒီချိန်ကမ္ဘာဖလားအဖွင့်ပွဲရတော့သွင်းကိုတွေထက်အနီကတ်တွေကိုပို့ပြီးတော့တွေ့နေရတဲ့ပွဲစဉ်လိုတော့ဆိုရမှာဖြစ်ပါတယ်တောင်အာဖရိကတင်းရဲ့တိုက်စစ်စတင်လာမှုကိုတားဆီးခဲ့တဲ့စီဇာမွန်တက်ကိုတော့ကိုနေတိုင်းဝေဒန်ဆမ်ဘာကတော့ဓာတ်ရိုက်အနီကတ်ပြပြီးတော့ထုတ်ပယ်လိုက်တာလည်းဖြစ်ပါတယ်လက်ရှိချိန်မှာအနီကတ်3ကတ်တီကိုတော့သူ့အနေနဲ့ဒီပွဲထဲမှာတော့အသုံးပြုခဲ့ရလည်းဖြစ်ပါတယ်။ဆိုရင်လက်ရှိချိန်မှာတော့မက္ဆီကိုတင်းနဲ့တောင်အာဖရိကတင်းတို့ရဲ့2026ကမ္ဘာဖလားအပွင့်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ပွဲပြီးဆုံးသွားချိန်မှာတော့မက္ဆီကိုတင်းကကွညိုနက်ရောဟီမီနက်တို့ရဲ့သွေးကိုတွေနဲ့တော့တောင်အာဖရိကတင်းကို2ဂိုးပြတ်ဆိုတဲ့ရလနဲ့အနိုင်ရရှိပြီးတော့အုပ်စု A ရဲ့ပထမနေရာကိုတော့လက်ရှိချိန်မှာယာယီတလန်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်တို့သွေးကို2ဂိုးသာတွေ့ခဲ့ရဆိုပေမဲ့လည်းကွင်းလယ်တိုင်းထုတ်သုံးခဲ့တဲ့အနီကတ်3ကတ်ထိတော့တွေ့ခဲ့ရပြီးဒီကစားမတွေကတော့လာမယ့်ပွဲစဉ်တွေမှာသက်ဆိုင်ရာအသင်းတွေအတွက်တော့ပွဲပဲပြည့်တဲ့အနေနဲ့ကြားခံရဖို့တော့ရှိနေရလည်းဖြစ်ပါတယ်။ဒီပွဲစဉ်ကိုစာဆုံးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းစီကဲဒီဇိုင်းနဲ့ပဲကျွန်တော်တို့ရဲ့ထိုင်းထုတ်လင်းတင်ဆက်နေမှုတော့ဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ။